စိုးထက်ပေါ့သူမဘဲကင်ပိုးကြလို့တဲ့ကြောက်ကိုပြောတာကြောက်ကလည်းလက်တွေ့ကိုပဲယုံတဲ့သူဆိုတော့ဘသူ့မှာဒါသုံးပါလို့ပြောမနေဘူးစိုးထက်နေမယုံရင်ညနေနေမဘဲကင်ပိုးကြနေအောင်နေဝင်သွားကြည့်လိုက်လို့ပြောတော့သူကကြောက်ကိုဖုန်းဆက်တယ်ဟုတ်တယ်တော်ကြီးကျုပ်မဘဲကင်မှာပိုးတွေစကြနေအောင်တွေးခဲ့တယ်တဲ့ပိုးတွေကအာလာလာလက်ညှိုးလောက်တောင်ရှိရကြောက်တယ်တဲ့ကျုပ်ကလည်းဘယ်ရမလဲဒုက္ခမဟာစိုက်ပျိုးရေးပညာရှင်တွေဖုန်းဆက်ပြီးချက်ချင်းကူညီတောင်းညဘက်ဆေးဖြတ်မနဲ့ကြတော့ကြားရဲ့ပိုးတွေမှာနဲလားဗျာတခါဖြန်းအကုန်သေးအဲ့ချိန်ကစပြီးတော့စုထက်ရဲ့မဘဲကင်လဲပဲတွေမှာထွက်တာကိုစီလို့သူလဲကျုပ်ကအဲ့ချိန်ကစပြီးအာကိုတော့ပဲဗျာဟုတ်တယ်မလားစုထက်ဟုတ်ပါတော့ကျုပ်လဲလေအဲ့ဘိုးတွေကိုကြည့်ပြီးကြောက်လိုက်တာအဲ့ဘိုးတွေကဒီလောက်တောင်ရှိတာအများကြီးပဲဘာပြောကောင်းမလဲဒုက္ခမဟာရဲ့မဟာရောဂတ်ပိုးသက်စီကိုဖျက်လိုက်တာပိုးတွေမှာအတုံးရုံပဲကျုပ်တက်နဲ့တကူလေဒီလောက်ပိုးတွေကိုတခါမှမမြင်ဘူးပါဘူးတော်ရဲ့ညို့ကျုပ်ပြောသားပဲဆေးဖြတ်မှာဆေးဖြတ်မှာလို့မပြောခဲ့ဘူးလားကျုပ်ကတေချာနားမလဲလို့ပါတော့အခုဆိုရင်လေဒုက္ခမဟာစိုက်ပျိုးရေးပညာရှင်တွေကကျုပ်ကိုတေချာလေးသင်ပေးထားရဲတော့အမေတင်ဟုတ်ပါလားဘလို့သင်ပေးတာတော့ပြရင်ဖြူဖြုံးနဲ့လေးပိုးကြရင်ပရိုတိုင်မီနဲ့ဒုက္ခဖိုက်တာကိုတုံးပွင့်ထွေပိုးကြရင်ဒုက္ခပရိုလူဖန်ကိုတုံးငမြောင်တောင်ကြရင်မဟာရော့ကတ်ကိုတုံးငမြောင်တောင်ပိုးကြရင်ပိုကီလာကိုတုံးစုထက်တော့တကယ်တော်တာပဲဒီဆေးအာနိတွင်တွေကိုကျုပ်ရှင်းပြမယ်စုံစားပိုးတွေအတွက်အစွမ်းထက်ဆေးဆိုရင်ပရိုတိုင်မီနဲ့ဒုက္ခဖိုက်တာဆေးပိုးတွေကိုလျှင်မြန်စွာပြုတ်ချတည်စေနိုင်ပြီးတော့ပိုးကောင်တွေပုံမကြီးထွားလာအောင်နဲ့ပိုးတွေကနေအကောင်မပေါက်နိုင်အောင်ကာကွယ်တားဆီးပေးနိုင်တာဒုက္ခပရိုလူဖန်ဆေးမဟာရောဂတ်ကတော့သူ့နာမည်အတိုင်းပိုးတွေကိုလျှင်မြန်စွာပြုတ်ကျသေးစေနိုင်တဲ့အစွမ်းရှိတယ်။ပိုးကေလာကတော့အစွမ်းထက်တဲ့ဆေးရည်ပြင်းဖြစ်လို့ပိုးတိမ်တော့ထိထိရောက်နှိမ်လင်းပေးနိုင်တယ်ဗျ။နေအောင်ကြံသေးတယ်ဒီဆေးရည်ကစီးနှုံထားနည်းနည်းလေးသုံးရုံနဲ့ကုန်ကြဆေးရည်လည်းတက်တာတယ်ထိရောက်မှုလည်းရှိတယ်။တီးနှံလည်းအထွက်တိုးတယ်။အဲဒါကြောင့်ကျုပ်ကတော့ဒုက္ခမဟာထုတ်တဲ့ဆေးရည်ဆိုအကုန်ကြိုက်ပဲ။